ကျွန်တော်မန္တလေးကစိုက်ရှာနေမျိုးပါကျွန်တော်အမေကိုတတိယလို့ရေးထားတဲ့စကားပြေကြပြလေးတစ်ပုဒ်ရှိပါတယ်အဲ့ဒီစကားပြေကြပြလေးကိုကျစ်ဆိုပြရသည်ခင်ဗျာအဲ့ဒီစာအုပ်လေးကအဲ့ဒီကြပြလေးကတကယ်မရှိတဲ့အရာဆိုတဲ့ကြပြဆောက်ထဲမှာပါဝင်ခဲ့တဲ့ကြပြကလေးဖြစ်ပြီးအဲ့ဒီကြပြလေးကငါအမေကိုဘာလုပ်တာလဲဆိုတဲ့ကြပြဖြစ်ပါတယ်ကျွတ်ဆိုပြရစီငါအမေကိုဘာလုပ်တာလဲကလေးတယောက်ကမေးတယ်သူ့ခါကိုထောက်လို့ငါအမေကိုဘာလုပ်တာလဲဟဲ့ဒီမှာမင်းနေတယ်ကွာမင်းမဲဖြေလိုက်ပါကွာငါမသိဘူးငါမသိတာတွေအများကြီးကွာမင်းအမေကမင်းတို့အိမ်ထဲမှာအိပ်ပျော်နေမှာပေါ့ကွာထပ်မေးတယ်ကလေးကငါအမေကိုဘာလုပ်တာလဲအေးငါတို့လဲဒါကိုပဲသိကျင်နေကြတာမင်းသိရင်ပြောလေမင်းကိုတရေတကြားလုံးကျွေးမယ်ဟဲ့ကောင်ငါတို့စီမှာတရေတကြားလုံးမရှိဘူးတိတ်ခါတဲ့ဆေးပြားတွေပဲရှိတယ်ဟဲ့ချာတိတ်မင်းတော့မလားငါအမေကိုဘာလုပ်တာလဲကလေးဟာသူ့မေးခွန်းကိုဆက်လက်မြင်မြန်းတယ်သူ့ခါကိုထောက်ညဲပေါင်တော့မယ်ကလေးမင်းအိမ်ပြန်တော့မင်းအမေကမင်းကိုစောင့်နေလိမ့်မယ်ငါတို့မှအချိန်မရှိဘူးပြီးတော့ငါတို့မှအမေမရှိဘူးကွဘယ်သူပြောတာလဲလူအမင်းအမေကနယူးယောက်မှာငါအမေကဂျိုဟာနစ်ဘတ်မှာဒီကောင်အမေကဟေတီမှာဟစ်ကောင်ငါအမေကဟေတီမှာမဟုတ်ဘူးတရုတ်ပြည်မှာကွငါအမေကအားလုံးထဲမှာအသက်အကြီးဆုံးညညဆိုမှအင်္ဂလိပ်ထွန်းပြီးကျန်းစာအမြဲဖတ်တယ်ငါအမေကသွားတွေတစ်ချောင်းမှမရှိတော့ဘူးကွသူကနွားနှုတ်ပူကြိုက်တယ်ရေဒီယိုနားထောင်တယ်ငါအမေကမျက်စိသိမ့်မှုန်တာဒါပေမဲ့ငါ့ကိုဘယ်တော့ဖြစ်ဖြစ်မှတ်မိတယ်သူကအမှောင်ထဲမှာထိုင်ရင်ငါ့ကိုအမြဲစောင့်နေတာမေရီမှာသိုးကလေးတစ်ကောင်ရှိတယ်ဆိုတဲ့တေးမင်းတို့နားထောင်ဘူးလားငါအမေကိုဘာလုပ်တာလဲကလေးကမေးတယ်နှစ်ကာလတွေကသူ့ကိုတေးသေးချာချာကြည့်တော့ကလေးဟာအဖိုးကြီးတယောက်ဖြစ်ပြောင်းလဲသွားတယ်သူကဆက်မေးတယ်ငါအမေကိုဘာလုပ်တာလဲမင်းမဲဖြေလိုက်ပါကွာနေမျိုးပါ